ထီးကျန်နေသောတရေမနှင့်ကိုစိုးတို့တငယ်ချင်းတစုမျက်နှာဆက်သုံးဆက်မိုးကြိုးပစ်နေသောမိုးညင်းတောင်လမ်းကြောင်းကိုစိုးမိုးသူအောင်နိုင်နှင့်စင်မာတို့သည်အားလျက်အလဲခီးထွက်ရင်းလမ်းမကအနီးရှိရွာဟောင်းဆိုသည့်စွန့်ပစ်ရွာတရွာသို့ရောက်သွားကြသည်ဒီရွာက Google Map မှာတော့မပါဘူးကွာဟင်းဒီအိမ်တွေကဘလို့လူတွေနေခဲ့တာလဲတစ်ချိန်တည်း၌ရွာထဲမှကျုပ်နေသောတစ်ပင်ကြီးများ၏အရိပ်တွင်အဖြူရောင်ဝတ်စုံများလွင့်နေသည်ကိုစင်မာသတိထားမိသည်သူတို့သည်ရွာ၏အလယ်ရှိအိုမင်းနေသောတစ်သားအိမ်ကြီးတွင်ခိုးလုံရန်ဆုံးဖြတ်ကြသည်အိမ်၏အတွင်းပိုင်းတွင်ဖုံးမှုများပြတင်းပေါက်မှကွဲထားသောမှန်စများနေရန်တွင်ခြောက်ခြားပွဲလက်ရများရေးထားသည်ည7နှစ်သူညတိတိအချိန်အမျိုးသမီးတဦး၏ငိုတံကိုအားလုံးကြားလိုက်ရသည်တန်သည်အိမ်၏ဆောင်ချက်ခန်းမှလာသည်အဲ့ဒီကဘသူလဲကိုစိုးလက်တုံနေသောအတန်ငိုနေသူကလူမဟုတ်ဘူးမိုးတူ၏ထိတ်လန့်မှုစင်မာသည်ငိုတန်ရင်းမြစ်ကိုလိုက်ရဆောင်ချက်ခန်းတကားနောက်တွင်အဖြူရောင်ဝတ်စုံဟောင်းနှင့်အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်သူမ၏မျက်လုံးများမှာအမဲရောင်အဆက်ကြီးများပါးစပ်မှာချောင်းဆိုးသွေးများယိုစီးနေသည်တရေမကငှကလေးတွေဘယ်မှာလဲမင်းတို့ဖုံးကွယ်ထားလားထို့နောက်မိခွက်များတဖြုတ်ဖြုတ်ငိမ့်အိမ်၏တကားများအလိုလျောက်ပိတ်သွားသည်တငယ်ချင်းများသည်တရေမ၏ကလေးများကိုရှာဖွေပေးရန်ကတိပြုမိသွားကြသည်နက်နက်မိုးလင်းချိန်တွင်သူတို့တွေ့သမျှအိမ်မှာပြာပုံများနှင့်ကလေးရိုးစုများကိုတွေ့ရှိကြသည်တရေမသည်ကျေးဇူးတင်ပါတယ်ဟုပြောကာမိကိုဖြစ်ပျောက်ကွယ်သွားသည်သူတို့ပြန်ရောက်သောမနက်တွင်စင်မာ၏လယ်ပင်တွင်လက်သေးရများကျန်နေခဲ့သည်